ဒီနေ့ပြလိုက်တာဘာမှလည်းလောက်စရာတီဗီဟိုနားလေးမှာအရုပ်ဆိုင်ဖွင့်တာပဲသွားလိုက်ပါဟိုမှာရောက်ပြီဒီရုံလေးဆက်စရာလေးရုံလေးကြီးလွန်ကြီးတယ်နော်ဟုတ်တယ်တော့တက်လိုက်ပါဒီရုံလေးကလည်းအဲ့ဒါတော့ easy လေးဒီရုံလေးကိုတော့ဒီထဲမှာဒီရုံလေးကိုချက်ဒီရုံလေးရယ်ပတ်စံလေးကတည်းကပတ်စံလေးသွားယူပါပါပတ်စံသွားယူဒီကလေးနဲ့ရှင်းလိုက်တော့ပါမယ်တော်လာရောက်ပြီရေးထားတော့ဒီရုပ်လေးကိုပဲရှင်းလိုက်ပါမယ်မရှင်းရနေချင်အချက်တွေဒီပါနေကဲသွားမယ်ရှာလိုက်တာအစုံလေးတော့ပြန်ရပတ်စားရတာတီးလေးကအားလေးကြမှာပဲလုံးလေးသွားပြရမှာပဲပတ်တော့ရုပ်လေးဆက်စရာလေးပဲခိုင်မလည်းကောင်းအရေးသားလည်းကောင်းဒီရုပ်ဆက်ကောင်းပါနော်အလီစာဘရန်ဘာလို့လည်းမနေတော့မဟုတ်ဒါလည်းအရင်နော်ဒီနေ့ကတော့အရုပ်လေးဝယ်လိုက်တယ်ဒီရုပ်လေးနဲ့ပတ်စားတော့